ဒီတစ်ခါမှာတော့ဒီလိုနီးစီပိုင်းရဲ့အောက်ကိုကတ်ဖို့ရအတွက်ဒီလိုမျိုးအရွေ့ကိုထုတ်ပြတ်သွားမှာဖြစ်ပါတယ်ဒီမှာဒီလိုလေးကတ်တော့ဖို့ရအတွက်ဒီလိုမျိုးအရွေ့ကိုထုတ်ပြတ်သွားမှာဖြစ်ပါတယ်ဒီအရွေ့လေးထုတ်ဖို့ရအတွက်ကျမတို့ဒီအစင်းရောင်ချီကိုဒီလိုကွေးလေးနဲ့အရင်လုပ်ပါမယ်ကွေးလေးလုပ်ပြီးပြီဆိုလို့ရှိရင်ဒီကွေးလေးကနေပုံမီ3ခါသေးပါမယ်2ခါ3ခါပြီးလို့ရှိရင်ဒီကွေးလေးကိုကျမတို့တိုင်ရှည်စနစ်တိုင်းထိုးသွားပေးပါမယ်တိုင်းသုံးတိုင်းလေးတိုင်းစနစ်တိုင်းโอเคစနစ်တိုင်းပြလို့ရှိရင်ဒီကျူးစာလေးကိုဖြစ်စီလိုက်ပါမယ်ပြီးလို့ရှိရင်ဒီဖေကဒီပေါက်လေးကိုရှက်ကောလေးနဲ့ရှင်းလိုက်ပါမယ်ပြီးလို့ရှိရင်ဒီတစ်ခါမှာဒီမှာပုံမီကိုခုနတိုင်းထိုးပါမယ်2 3 4 5 6ခုနတိုင်းပြီးလို့ရှိရင်ဒီပထမပေါက်ကနေမဟုတ်ဘဲနဲ့ဒုတိယပေါက်ကနေရှက်ကိုတိုင်းရှက်ကိုပြီးလို့ရှိရင်တိုင်တူတစ်ခါပြီးလို့ရှိရင်တိုင်လက်လို့ခေါ်တယ်ဒီဟာတိုင်လက်အကူတည်းပြီးမှခြေကိုဒီလိုဆွဲထုတ်ပါမယ်ပြီးအပေါ်က3ချောင်းစလုံးကိုထုတ်လိုက်ပါမယ်တစ်ခါပြီးတိုင်ရှည်လာမယ်တိုင်ရှည်ဆိုတာဒီလိုနှစ်ချောင်းကိုအရင်ဖြုတ်မယ်ပြီးပြန်နှစ်ချောင်းကိုဖြုတ်မယ်တစ်ခါတိုင်ရှည်နှစ်ခါပြီးလို့ရှိရင်ပထမပေါက်ကိုကြော်ပြီးမှဒုတိယပေါက်ကိုအကူထိုးပြီးမှတိုင်တူနဲ့ခြေလိုက်ပါမယ်ပြီးလို့ရှိရင်ခုနတိုင်းပဲပုံမီခုနခါတေးပြီ3 4 5 6ခုနခါတေးပြီပြီးလို့ရှိရင်ဒီမှာဒုတိယပေါက်ကနေရှက်ကိုပြီးတိုင်တူတစ်ခါပြီးတိုင်လက်နှစ်ခါလာပါမယ်နှစ်ခါပြီးလို့ရှိရင်တိုင်ရှည်နှစ်ခါပြီးလို့ရှိရင်ဒီတစ်ပေါက်ကိုကြော်ပြီးမှဒီဖေးကတစ်ပေါက်ကိုတိုင်တူနဲ့ရှိပါမယ်โอเคဒီနောက်ဆုံးကိုရောက်လာပြီဖြစ်ပါတယ်နောက်ဆုံးကိုရောက်ပြီဆိုတော့ဒီနေရာလေးကိုရှင်းပြီးတော့ဒီနေရာမှာတော့တိုင်တူနဲ့မချိပဲနဲ့ရှက်ကုန်နဲ့ချိပဲပြီးဒီမှာပုံလေးတစ်ချက်ပြီးကျိုးကိုဆွဲပြီးမှဖြတ်မယ်ဒီမှာဒီနေရာမှာကျိုးကိုရှိလေးထားပြီးမှအဲ့နဲ့ဒီလိုချိုးလိုက်လေအဲ့နဲ့အဆက်ကိုတက်လိုက်လေးရပါတယ်ဒါပေမဲ့ကျွန်တော်ကဒီလိုလေးအဆင်ပြေတယ်လို့ပဲဒီလိုလေးချီပြလိုက်ပါတယ်ပြန်ကြည့်တော့မဆွေးနေတည်နေတယ်လို့ပြီးဒီပုံစံလေးရပါဘူး